ကြီးဟုတ်ကအေးရန်ဆက်စုတော့သူများအိမ်ကဝုန်းဆိုတာနဲ့ဖုန်းညိုဘာလုပ်နေအဲ့မှာနေခုနကဟိုနောက်ဝင်းမှာအိမ်နေမဟုတ်လားဟဲတကယ်တော့ဆက်စုရအဲ့ကောင်လေးညိုကြီးဘာလုပ်နေအဲ့မှာအိမ်ရှိရောက်သွားလည်းမသိဘူးနာချင်းခြေတော့ဝဘနောက်ဝမမီးပေါ်မှာအိတ်နေနေညို့